လီယွန်မအိုက်တန်ကိုမေးထားတဲ့ brother အတွက်အိုက်တန်နဲ့အပလန်တော့ပါတယ်ကဲလောလောဆယ်ရှိုးမယ်သားတို့နော်လောက်ထိ damage ထွက်ပြီးကျင်းမလဲဆိုတာဟောရောဘာလဲဟောရော1စပယ်ထိုးတစ်ချက် basic တစ်ချက်ရအပြောက်ဟောရောအိုးမြင်းခုန်တာနဲ့ပြက်မြင်းခွာပေါက်တာနဲ့ပြက်ပဲသားတို့ရေ damage ရထွက်ချက်ပဲအိုးဟောရောမြင်းတက်တာနဲ့ရှော့သွားရတယ်မေကိုဘလို့ရုံ treat တော့မခံနိုင်အောင် triple k တဲ့ okay ပါကဲဒါဆိုရင်တော့တိုက်ရုံငါတို့ထုံးစံတိုင်းမှာ let's go သွားစမ်းမယ် Let's go ကဲသူပြတဲ့ item ကလည်းကျွန်တော်ဆက်ပြီးသွားပြီဗျာနော်ပြီးတော့ avalanche ကလည်းသူပြတဲ့ avalanche ပဲကျွန်တော်ချိန်ထားတယ်ဒါဆို damage ဘယ်လောက်ထွက်မလဲ show မယ်တိုက်ရုံ let's go တော့လည်း level 1လေးပဲပိတ်ထိုးလိုက်မယ်ရော့အမ2000နဲ့2990မှာတက် okay ဒါဆိုရင်မြင်းခေါ်ပြီးတော့ထိုးကြည့်လိုက်မယ်တိုက်ရုံနော် let's go မြင်းတိုက်တာကိုရော့အမ2984တဲ့ okay ပါကဲဒါဆိုရင်ဟိုထဲတိုင်း damage ထွက်မထွက်ကိုတော့ကျွန်တော်ပွဲထဲမှာသွားဆမ်းမယ်တိုက်ကိုထပ်ပြီးတော့ let's go ကဲဒါကတော့ပွဲထဲမှာစမ်းပြလာတဲ့ဟာပေါ့နော်ကဲမင်းလားလာရင်အောင်အိုက်တန်ဒါနည်းနည်းပဲရှိသေးတယ်နှစ်ယောက်ပေးချတယ်3ယောက်တော့ပေးတယ်ကွာအော်ရရှော့ပါကြီးရောမင်းကဘာလုပ်နေလဲရောမဲ့တက်သွားမယ်ဟာရတော်သေးရရှောတော့မှာဒီတက်အိုးတော်သေးရလာမင်းတားဖြစ်နေယောအမတစ်တော့ item ကိုမင်းခံစားကြည့်လိုက်မင်း record ပြမင်းလားမင်းတော့ကောင်းလား record ပြတာရှော့တာမရှော့ဘူးမ record တော့အာရောကောင်းရောမရှော့ကြောပြမ record ဒီ item ကတကယ်သုံးလာမလား brother တို့ပဲဆုံးဖြတ်လိုက်တော့ဗျာကျွန်တော်နောက်ထပ်ဘယ်ဟီးရိုးလေးကိုစမ်းပြပေးရမလဲဆိုတော့ကျွန်တော် comment တွေမှာမှတ်သွားပေးလို့ရပါတယ်